皆さんこんにちはအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရာယူရော့ရဲ့ရင်းနှီးလေးတွေကိုရေးကြည့်ကြမယ်နော်အဲ့တော့ရလိုက်မှာက3လုံးပဲရှိရကြမလို့ဒီနေ့ဗီဒီယိုလေးမှာတော့ဒီ3လုံးလေးကိုရေးကြည့်ကြမယ်နော်အဲ့တော့ပထမဆုံးကတော့ရပါရသူကလေဒီဝတရှိတို့ဒီစစ်လေးပါမယ်နော်အဲ့လိုပုံစံလေးပေါ့နော်အဲ့လိုချိတ်ကောက်လေးပေါ့နော်အဲ့လိုလေးကိုအရင်ရေးမယ်နော်ရေးပြီးတော့မှဒီဘွားတစ်ချက်လာမယ်ပြီးတော့မှဒီလိုမျိုးလေးမြင်းချောင်းလေးတစ်ချောင်းဆွဲချပါမယ်နော်တော့မီနာဆန်တို့ကဒီမျိုးလေးတစ်ချောင်းလေးကိုလိုက်ရေးမယ်နော်တစ်ချက်နေမယ်နော်ပြီးရချင်းကြတော့အပေါ်ကအဆက်ကလေးကိုရေးမယ်နော်ချက်နော်နောက်တစ်ချောင်းမှာဒီအကုန်လုံးပေါ့နော်ဒီရရေးနေရဲ့3ချက်လုံးရေးပါမယ်ဒီမှာတစ်ချက်လာမယ်2ချက်လာမယ်ဒီမှာလာမယ်3ချက်ပေါ့နော်တစ်ချက်2ချက်3ချက်နော်တစ်ချက်2ချက်3ချက်နော်ဒါလေးကတော့ရဖြစ်ပါတယ်နောက်တစ်ခုက u ပါနော် u တော့ကြတော့လေပေါ့အင်္ဂလိပ်စကားလုံးလေး n လေးနဲ့တူတယ်ပေါ့နော်အဲ့မျိုးလေးဒီဘေးကဒီလိုမျိုးလေးလာမယ်ဒီလိုမျိုးလေးလာပြီးအချိန်ကျတော့သူကဒီမျိုးကုန်းလေးခုံလေးပေါ့အလိုဝိုင်းလေးရေးပြီးတော့မှဒီအလေကနေအလိုမြင်းချောင်းလေးတစ်ချောင်းဖြတ်ချနော်ဒါလေးကတော့ u ဖြစ်ပါတယ်အဲ့တော့ရေးကြည့်ကြမယ်နော်သူက2ချက်ပဲရှိရပေါ့နော်သူအရင်ဆုံးလေးဒီလိုမျိုးလေးတစ်ချက်လိုမျိုးလေးဆွဲမယ်နော်ပြီးရချင်းချာမှာအလေကနေမြင်းချောင်းလေးကဖြတ်ချမယ်နော်တစ်ချက်2ချက်နော်တစ်ချက်2ချက်နော်တစ်ချက်2ချက်နော်ဒါလေးကတော့ u လေးဖြစ်ပါရဲ့နောက်တစ်ခုကရော့နော် y o ဟုတ်ပြီနော်သူက2ချက်ပေါ့နော်သူရဲ့ရင်းနှီးလေးက2ချက်ပါမယ်အဲ့တော့အရင်ဆုံးကဒီလိုမျိုးလေးတစ်ချက်ပါမယ်ပြီးတော့ဒီကနေလာမယ်လာပြီးတော့တရှိလို့ဟာလိုမျိုးလေးလေဟာရင်းနှီးလို့ပဲသူကဒီလိုလေးလာမယ်ရောနော်အဲ့တော့မီနာဆန်တို့ကတစ်ချက်ဒီလိုလေးဆွဲသွားမယ်နောက်တစ်ကြောင်မှာတစ်ချက်ပါမယ်အဲ့လိုလာမယ်2ချက်နော်တစ်ချက်ပါမယ်2ချက်တစ်ချက်လာမယ်ပြီးတော့နောက်ထပ်2ချက်လာမယ်ဒါလေးကတော့ရောဖြစ်ပါတယ်ကဲအဲ့တော့အားလုံးပဲဒီနေ့ကတော့ရယူရော3လုံးဒီရလာရရှိရဲ့3လုံးရဲ့ရင်းနှီးလေးတွေကိုရေးပြပေးသွားတာဖြစ်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ပါမယ်နော်